တင်းတို့အတွက်ဆက်လက်ဝန်ခံရအောင်တန်ရာတန်ချက်သူရဲ့တန်ရာတော်တန်ချက်တော်ဖြစ်တဲ့သင်ဟာဂျမ်းမာတော်သူဖြစ်တဲ့တန်ရာတော်တန်ချက်တော်ဖြစ်တဲ့ဟာဂျမ်းမာတော်သူဖြစ်တဲ့တန်ရှင်းတော်သူဖြစ်တဲ့လွတ်မြောက်တော်သူဖြစ်တဲ့ဆက်လက်ဝန်ခံပါဦးတန်ရာတန်ချက်အဖြစ်ထာဝရလွတ်မြောက်ခြင်းကိုစောင်းစေခဲ့ပြီလဝကရိုက်ထမဆိုရတရဖို့စောင်းစေခဲ့တာဟာသူဖျက်မိတာတော့တဲ့ကြောင့်ဖြစ်တယ်Todo